Okay အဲ့လိုလေကျွန်တော်မှပါဒီနေ့မှာကြော်ရ shrink for brain ဆိုပြီးဆောင်းပြောရတယ်ဒီကဘယ်လိုလဲဆိုကြော်ရဒီ brain တွေယူရမယ်ဒါပေမဲ့ကျွန်တော်တို့လူကောင်းသေးသေးလေးဖြစ် brain တွေယူရမှာဗျာ Okay let's go အဲ့ဒါကြော်စလိုက်ရအောင်ကျွန်တော် base မှာတော့ခုမှပြောင်းနေပါတယ်ကြော်ရတခုမှမရှိပါဘူး Okay နင်းကြော်ရဘယ်ကောင်းယူရင်ကောင်းတော့ပတ်စံမြန်မာထုတ်တဲ့ကောင်းယူမယ်ဗျဒီကောင်းများတယ်ဆိုတော့ဒီကောင်းပဲယူလိုက်တော့မရော့ကြော် let's go ပြေးမယ်ဟိုမှာ67လိုက်လာကြီးရ Okay ရကြော်ရOkay ဒါတော့ကျွန်တော်ပထမဦးဆုံး PB Kiwi let's go ဒါတော့ကျွန်တော်ပထမဦးဆုံး comment ပါဗျာကျော်နေပတ်စံတော့အများကြီးတော့ထုတ်ပါတယ်မစိုးပါဘူးကျော်ရီ Okay 100ကျော်တော့ထုတ်တယ်ဗျာကျော်ရီ Okay နေတစ်ချက်ဆော့မိကျော် every တစ်ချက်တင်ရအောင် Okay 10တော့ရောက်သွားပြီဒီကောင်တစ်ခါထုတ်ရင်80ကျော်သွားရီဗျာ let's go Okay ပြီးရင်ကျော်ရီ every တော့တင်ရဟာကိုထုံးတော့မတွေ့ရကြာရင်တော့ကျော်ရီ Okay ဒီ trace တဲ့ကျော် site သေးအောင်ဝေလိုက်မယ်ဗျာ site သေးတာကိုကျော်ဝေလိုက်မယ် speed ကိုတော့ဒီလောက်ထားမယ်Okay ရ site ကကျွန်တော်တွေချင်းတလောက်တော့မဟုတ်တော့ဗျာ Okay ပတ်စံ9000ရတယ်ဗျာ Okay daily ပေါ့ဗျာအဲ့ဒါကျော်ရီ let's go ပတ်စံ9000ဆိုဘာလုပ်မလဲကျော်ရီထပ်ပြီးတော့ကျော် site သေးအောင်လုပ်မယ်ဗျာရအောင် hacker bicycle တဲတာ chicle တဲတာ bicycle တဲတာစပွန်းနေတယ်အောင်လွန်နာတော့မင်းတို့အဲ့ဒါကြကျွန်တော် speed ကိုတင်ရမယ်ဗျာ Okay let's go ရော Okay ရပြီကျော်ရီ Okay ကျွန်တော်လူကောင်ကကျော်ရီဟွာပေါ့စကျော်ရီသေးပါရင်မြင်လားကျော်ရီအစနဲ့တော့မတူတော့ဘူးဗျာလူကောင်လေးကသေးလေးတော့ဖြစ်သွားပြီဗျာနင်းဒီဘက်ကိုရလာရတယ်ဗျဒီဘက်တော့သွားလို့ရတယ်ဗျနေအောင်ကျော်ဒီကောင်လေးက4000ကျော်ရဲဒီကောင်9000နဲ့ Okay ဒီကောင်9000အကျန်းဆုံးထင်တယ်ဗျကျွန်တော်မပါကြီးဗျ let's go Okay let's go ရောက်67ရေလာပါပြီကျွန်တော်ဒီမှာနော် brand ယူပါကြီး Okay let's go ရတယ်ဗျကျွန်တော်တွေ Okay ဒါကျွန်တော်ပထမဦးဆုံးဗာလဲ uncommon brand ပါကျော်ဘိုးနေကောင်းမှာတစ်ခါတော့9000ကျော်ဗျာရှယ်ပဲကွာရောင်ကြီးလွန်တာပေါ့မင်းတို့အဲ့ဒီကျော်တွေlet's go ရောကျော်အိုးရပတ်စံကျော်ဘာလို့နဲ့9000ကျော်ဖြစ်သွားကြီးဗျနင်းကျော်တွေစပီလိုတယ်ဗျကျော် river လို့ဖို့ကရောဒီကောင်ညွန်းကျော်တွေလူကောင်သေးသေးလေးဖြစ်အောင်လုပ်လိုက်မယ်ဗျရော့ Okay ရပြီကျော်စပီကတော့ဒီလောက်ပဲတင်ထားလိုက်မယ် Okay ရပတ်စံမရှိတော့ကျွန်တော်မှာကျော်တွေ Okay ကျော်ထင်တာတော့သေးွားကြီးဗျကျွန်တော်က let's go ကျော်မျက်နှာဒီပေါက်လေးနဲ့တော့ဆန့်သွားကြီးဗျကျွန်တော်ရဲ့လူကောင်လေးသေးသေးလေးဖြစ်သွားကြီးဗျ let's go ဒီပေါက်ရောဆန့်လာမသိကျော်တွေဟာဆန့်နေကွာကြောင်ကြီးငါတော်သေးတာပဲအဲ့ဆိုကျော်တွေအဲ့ဆိုကျွန်တော်တော်သေးတာပဲဗျာဒီပေါက်တော့ဆက်နေဆိုကြရလွန်နာပါမင်းတို့ Okay let's go ဒီဘက်က VIP တဲ့ဖြက်လန်းပါဗျာကျော် VIP ကနေအောင်ဘယ်ကောင်ကျန်းသုံးလုံးရုံဒီကောင်2သိန်းကျော်ဆိုမှပြီမလို့မရဘူးလားရောင်အေးကိုရောချော့ရိုက်တယ်ဟေးကိုရောချော့ကျွန်တော်ရိုက်တာဟေး Okay ခဏလေးကိုရောချော့လိုက်လို့မရတော့ဘူးကျွန်တော် let's go အဲ့ဆိုသွားမယ်ရောက်ရင်မင်္ဂလာပါ67ဒီကောင်ဆေးအောင်ပါဗျာကျော်တွေ Okay super slow တဲ့ရောင်ကြီးရွယ်ကွာရောင် let's go ရောင်ဘလောက်တောင်ထုတ်တာတော့ဒီကောင်ကြီးအဲ့တခါတော့2သိန်းကျော်တော့မှလွန်တော့မင်းတို့အဲ့ဒါကြခေဒါ level 35တခါတင်မိသားပါဗျာသူတို့ကကျော်ရီကျွန်တော်ကောင် upgrade တင်ရမယ်ဗျရောတာကြီးလည်းစိတ်မငယ်နဲ့တာကြီးမင်းအားမငယ်နဲ့တော့ငါတင်မင်းမယ်ကွာမင်းလည်းများထုတ်အောင်ပတ်စံ let's go ဒီကောင်တခါတော့1000နဲ့တန်းတော့မတန်ဘူးကွာဒါပေမဲ့ तू ကကျွန်တော်ပထမဦးဆုံး brand ဆိုလဲထားပါမယ်ကျော်ရီကျွန်တော်ကျော်ရီအဲ့ဆို site ပြောင်းသွားလို့အောင်နင် river လုပ်လို့ရတယ်လောက်ကွာရှုပ်တယ်ဆိုတော့ကျော်ရီ let's goဟာရကျွန်တော်0ပြန်စားတာကွာရောင်ရင်းနေပတ်စံ0ပြန်စားရပါတယ်ကျော်ဘာမှမဖြစ်ဘူးတော့ကျော်လေး Okay အဲ့ဆိုပြန်သွားတယ်မယ် let's go ရောကျော်ရီဒီကောင်လည်းတင်ရမယ်ဒီကောင်တင်ရမယ်ကျော် speed လည်းလိုတယ်ကျော်လေးဒါမှကျော်ရီ brain တွေခိုးပြီးတော့ကျော်ရီပြေးရမှာဗျကျော်ရီ let's go Okay အဲ့အကောင်တေးလေးဖြစ်သွားကြီးဗျ let's go သွားမယ်ကျွန်တော်က1စက္ကန့်ကို2,8300ထုတ်တယ်ဗျ Okay go ကျော်ရီရှေ့နေရာသွားရအောင်လားကျော်ရှေ့နေရာကြီးသွားလို့ရလားမရဘူးဗျကျော် rare နဲ့ပြီးပြီဗျနင် rare ကဘယ်ကောင်ကောင်းတာတော့ကွာဘယ်ကောင်ကောင်းတာတော့မင်းတို့ကောင်းတဲ့ကောင်လေးပေးသမ်းပါကွာ level share ထည့်ထားတဲ့ကောင်တွေပေါ့ဗျာ level ကိုကျော်တွေကျွန်တော်ထင်ဒီကောင်ကောင်းဆုံးဗျOkay let's go ဒီကောင်ကောင်းဆိုမှပြီဗျကျွန်တော်ကတော့ let's go ရောက်67ကြားတဲ့ကောင်လာကြလားရောက်ငါတော့မင်းတို့ထက်ပို့ပြီးတော့စပီးကပိုးမြန်နေကွာကျော်ရီ let's go Okay ရပြီဗျ Okay cap to hippopotamus ပါလားကျွန်တော်ရဲ့ Okay ဒါကျွန်တော်ဒုတိယမြောက် rare ပေါ့ဗျာ let's go ရော့ Okay ဒီကောင်နဲ့ကျော်ရီရောင်းလဲဟွာဗျကျော်ရီပတ်စံ3သိန်းဆိုတော့တခါတော့ရင်တော့ဈေးတော့ကြီးမှာဗျ bro မင်္ဂလာပါရောင်ဘာလာပေးနေတာတော့ဟာရောင်ဘာလာပေးနေတာရောင်ကြီး Oh what the hell ရောင်ဒါ legendary ကွာရောင်ဟာတခါတော့ trillion တော့မဟာလွန်တာပေါ့ဟဲ့ရောင်ဟေးရအကိုကျေးဇူးများကြီးနေတော့ကျွန်တော်ကိုကျေးဇူးများကြီးနေသူတီဝိုင်းလို့ရအောင်ပဲဗျကျွန်တော်တို့ Okay အဲ့ဒါကိုပေးထားရင်တော့ကျွန်တော်တို့ကရင်ကျေးစွာနဲ့ပဲတီဝိုင်းလို့ပဲပြောပါဗျာကျော်တွေဘာမှမပြောလို့မရသူတို့ကတီဝိုင်းဆိုမှသိရဗျနင်းကျော်တွေ
ဟုတ်တယ်ကွာငါတကယ် trillionaire ဖြစ်သွားပြီကွာယုံတော့မယုံကျွန်တော်တကယ်ယုံတော့မယုံဘူးကွာကျွန်တော် trillionaire ဖြစ်သွားပြီကွာတင်ကွာငါကောင် appreciate တင်ကွာရောင်ဆာမတဲ့ဘာတော့ကြော်လေဟဲ့ငါယုံတော့မယုံကွာကျွန်တော်ရောင်ကြီးခုမှဆာဆိုတာလေကွာဘယ်လိုဖြစ်လို့ကျွန်တော် trillionaire တန်းဖြစ်တော့တော့မသိဘူးဗျာ let's go ကြော်နေမ speed strength တွေအကုန်တင်ရမယ်ဗျာယောကျွန်တော်ပတ်စံခုံနဲ့တင်ကွာယော carry တင်ပြီးရင်ဒီကောင်တွေအကုန်တင်ကြော် let's go ယော okay ဆက်လာတဲ့ trillionaire ဖြစ်တယ်ဆိုတာနေတဲ့ scale တော့မဟုတ်ဘူးဗျကျွန်တော်တို့အဲ့လိုကူညီရဲလူတွေရှိလို့ဗျာကြော်ရီ let's go အိုးယောတိတိလေးနဲ့မြန်သွားပြီကွာ let's go ကြော်ရီစိုက်ကကြော်ရီတိတိလေးဖြစ်သွားပြီဗျအဲ့ဒါကြော်ရီရှေ့ကနေတော့လို့ရတယ်ထင်တယ်ဟုတ်တယ်တော့လို့ရတယ် let's go တော့အောင်ကြော်ရီရှေ့မှာနေရာတကူရှိသေးရဲ့ဗျဒါပါယုံကြော်ရီ legendary ရော trillion တခါတော့ရောင်းလွန်နေရောဒီကောင်မရောင်းဒီကောင်မပြီးတော့ let's go ရောမိုက်တယ်ရောနေဦးနေကျွန်တော်နှစ်မျိုးယူလို့ရတယ်လေဗျအဲ့ဒါဆိုနှစ်မျိုးယူအောင်လားကြော်ရီရောဒီမှာတစ်ကောင်ထားခဲ့မယ်ကြော်ရီပြီးရင်နောက်တစ်ကောင်သွားယူအောင် let's go ဘယ်ကောင်ကောင်းတော့ဗျဒီကောင်ကောင်းသေးရဲ့ဒီကောင်ကောင်းတယ်ရောပြီး okay ဒီနောက်ရောက်လာကြီးက तू ဝင်လို့တော့မရဘူးဗျနင်ဒီကောင်လေးတစ်ခါလေးလမ်းကြုံမှာပါမယ်ကြော်နှစ်ခုမှလို့ရကြီးဗျ let's go ကြော်ရီ okay ဗျမိုက်တယ်ဗျကြော်ရီရောဘာကြီးတော့ကွာရောရှေ့ကဟာဟုတ်တာပဲဗျဒီမှာ tsunami event ကြီးဗျရောအေးမင်းတို့ tsunami event ညာလွန်တာပေါ့ကွာကြော်ရီရကျွန်တော်ဘယ်လိုတွေရနေရကွာဒီကောင်နဲ့ tsunami လာထည့်နေရကွာနည်းကြော်ရီ tsunami ထည့်လေကြော်ရီကိုကြီးတော့ရေးမလို့ဘူးပြေးမှာပဲ let's go ရပြီလား let's go ရပြီဗျကြော်ရီမိုက်တယ်ရော void တယ်ကွာငါရတဲ့ကောင်ကြီးရ void ရတာကွာရ tsunami တွေကွာရောမင်းတို့လွန်တာ tsunami တွေကြတော့ let's go ကျွန်တော်မကောင်းတဲ့ကောင်တွေအကုန်ရောင်းစားလိုက်တော့မယ်ဗျတာကြီးမင်းတို့ငါ့ကိုပတ်စံနေအများကြီးထုတ်ပေးကငါကျေးဇူးအများကြီးတင်ပါဒါပေမဲ့မင်းတို့အခုမလိုတော့ဘူးကွာဘာနော်ဟောဒီ tsunami တော်ကောင်းရှိုးတာပဲဗျာကြော်တယ်tsunami event မလာပါနဲ့လားကြော်တယ်ယောကျွန်တော် tsunami event ကြိုက်ဘူးဗျ let's go ဟုတ်တယ်ကွာရောတကယ်ကြီးကွာ tsunami လာလိုက်ကျွန်တော်ရောင်းနေရနေကွာဖြစ်သွားတာဗျပျောက်သွားကြော်တယ် let's go မလာနဲ့ tsunami မလာသေးနဲ့ငါရောင်းမယ်ဒီကောင်လေးပြီးအောင်ရောင်းမယ်ကြော် let's go ရနင်း fight okay မိုက်တယ်အမိုက်စားဘရန်တွေရလာပြီကျွန်တော်နောက်ဆုံးတော့ဒီကောင်နဲ့တစ်ခါတော့ trillion နေတော့မှာကွာလွန်တော့မင်းတို့ကအဲ့ဒါကြီးokay ပတ်စံနေများရပြီကွာ let's go ဟဲ့ climb နဲ့ဘာတော့ကြော်တယ် climb ကြီးအောင်ဒါ group ရောတဲ့ okay ကြော်တယ်လာ group join ကြီးအောင် join ပြီးတော့ဘာရအောင်ကြော်ရော့ဟဲ့ဘာရအောင်မင်းတို့ဘာရအောင်ကွာမင်းတို့ group join ပြီးတော့လေဘာရအောင်ငါ let's go 8 second လို့သေးရဲ့နင်8 second နောက်မှာကွာကြော်တယ်ကျွန်တော် base ကို update တင်အောင်ယော okay ပတ်စံမရှိတော့ဘူးဗျရှိတော့ရှိတယ်ဒါပေမဲ့ကြော်ရီမတင်သေးဘူးနင်ကြော်ရီအရင်ဆုံး quadrillion ဆိုတော့ကျွန်တော်ဒီကောင်းလေးရင်တင်လိုက်မယ်ဗျယော okay ကြော်ရီပတ်စံတော့ပြောင်းသွားကြီးဗျကြော်ရီကြော်ပတ်စံတော့ပြောင်းသွား69 trillion ပဲကျန်တော့ပါဗျ let's go ကျွန်တော်ခုရပိုင်း view လေးနည်းဗျအဲကြောင့်လို့ကျွန်တော် view များလေးဖြစ်အောင်လို့ကျွန်တော်ကူညီပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်နော်ကြော်ရီ let's go ရမြင်နေ let's go မြင်နေဟာရောင်မြင်နေကွာရောင်ကြီးလုံလာတော့မင်းတို့မြင်တာပေါ့အဲ့ကြော် let's go ရောင်တိလေးနေအောင်ပြီးွားကြီးကွာရောင်ဘယ်နေရာရောက်လာတော့ရောင်ဒါဘယ်နေရာကြီးတော့ဟာဒါမသိဘူးကွာရောင်တော့လို့ရလားမရဘူးဗျကြော်ဒီနေရာနောက်ဆုံးပဲဗျနင်ဒီကောင်းလေးယူသွားလိုက်မယ်ရောကြော်ဒီ lucky block လေးယူအောင်တစ်ချက်လောက် okay ဒီမှာချခဲ့မယ်ဗျ lucky block ပြီးရင်ကျန်းတဲ့ကောင်တစ်ကောင်လုံးယူသွားလိုက်မယ်ကြော်နော်ကြော်ဒီပါဆယ်တစ်ကောင်ထုတ်သွားလိုက်မယ်နော်ကြော်ဒီ let's go ရောဒီကောင်ယူလိုက်မယ်ရတယ် okay နင်းဒီကောင်ယူမယ်ယော let's go ပြီးရင် okay ရောလာပြီလားရောထိတယ်ကွာရောမိသွားတာကွာဒီကောင်နဲ့ငါနဲ့နင်းဒီကောင်နဲ့မှနဲ့မိရနင်းဒီကောင်ဒါလေးယူရမယ်ကြောယော let's go ပြီး okay ဒီကောင်နဲ့ထိလို့မရဘူးဗျဒီကောင်နဲ့ထိလိုက်ကျွန်တော် brain တွေအကုန်ပျောက်လာမဟုတ်ဗျပြုတ်ကြပါဦးဗျကြော် let's go ဒီကောင်လေးဖောက်ကြည့်အောင်လားကြော်ဘာပေါအောင်လားကြော် let's go ကျွန်တော်ဒါတော့မလာပါဗျာကျွန်တော် legendary box ပေါ့ဗျာ okay ဘာပေါအောင်ကောင်းတာလေး box စီညကောင်းတာလေးဘာကောင်းတော့ရောရောဘိုးဘလွန်နေလူလီလော်လေးဒါပေမဲ့ကြော်ရီဟွာပေါ့ upgrade ကအဲ့လောက်ကြီးမတင်ရသေးဘူးဗျာကျွန်တော်ကတင်ပေးလိုက်ပါမယ် let's go ယော okay let's go ဒီ upgrade က share ပဲဗျာကြော်ရပါလို့ဆိုရကြော်ရီokay နင်ဒီကောင် white bella နားလေးတစ်ချက်လောက်ချလိုက်အောင်ကြော်ရော okay ရပြီကြော်ရီ okay ကြော်ပတ်စံရတော့အများကြီးဖြစ်သွားပြီဗျ okay let's go ကြော် quadrillion တော့ဖြစ်သွားပြီကွာ let's go ရောင်ကြီးဟိုဘရိုကျေးဇူးများတင်ဗျာကြော်ရီအကောင်လုပ်ပြီလဲကျွန်တော်တကယ်တတိဖြစ်သွားဗျ let's go ကြော်ရီ
နင်တို့စိုက်ကြီးစိုက်သေးအောင်လည်းလုပ်အောင်ပဲဗျနင်ပတ်စံတစ်ချက်ယူစိုက်သေးအောင်တစ်ချက်လုပ်အောင်ပဲကျော်ဒီခင်နင်းကျော်ပတ်စံကဘယ်လောက်လုံးစိုက်သေးရကျော်စိုက်သေးတာဘယ်လောက်တော့ကွာတယ်လီယန်ကွာရောငါမွေးနိုင်သေးဘူးကျော်ဒီနင်းကျော်မွေးနိုင်သေးဘူးဆိုပတ်စံတစ်ချက်စုရမယ်ဗျရော့ကွာရော့ပတ်စံစုရမယ်ဗျကျွန်တော်မှာ eBay ရော eBay ကတကောင်နဲ့ Matic ကတကောင်တော့ရှိရဗျကျွန်တော်မှာ let's go ကျော်ဒီ Okay wait 1 quarter လီယန်တော့ဖြစ်သွားပြီဗျ let's go ကျော်ဒီ Okay 1.2တယ်ဟွာဝယ်လို့ရလားမသိ let's go သွားရအောင်လား bro okay ရပြီဗျ let's go ကျော်ဒီ okay let's go အိုးစိုက်ကပိုသေးွားကြီးဗျကျော်ဒီ bro hi ဒီကောင်ကျွန်တော်ထထောင်နှက်စာကြီးတယ်ကွာနေကျော်ဒီဒီကိန်းကကြီးတာမကောင်းဘူးဗျကျော်စိုက်သေးတာကပိုကောင်းတာဗျ let's go ကျော်သွားမယ် okay အောင်ဒီနေ့ကငါမတော့ရောက်သေးဘူးကွာအောင်သွားလို့မရသေးဘူးကွာဒီနေ့ကငါသွားလို့မရသေးဘူးရောမြန်လိုက်လားဟာဆရာမြန်လိုက်လားဟာဒီကောင်မြန်လိုက်လားဒီကောင်ကားဆိုပြီးကျွန်တော်တန်းချတာဗျတန်းချတာယူလို့ကိုမရတာကွာဒီကောင်နဲ့ငါနဲ့နေကျော်ရီ okay ရ okay ဒီညရလာကြီးပဲကျော်ရီ okay ကျော်ရီ okay နေဟာရော background သရှင်းမိုက်လိုက်လားကွာရောဒီ background သရှင်းငါကြိုက်တယ်ကွာ okay let's go အဲ့တော့ bro တိမှာပဲ background သရှင်းတော့ကျော်ရီငါယူတာ3 billion ကွာနေငါ trillion ယူချင်တာလေကွာငါ trillion ယူมาလေ let's go ကျော် trillion ရပြီ300ရဘာလို့မင်းကငါနေရနေရထိကမင်းကလာကျုံးတာတော့ကွာမင်းကတော်တော်တက်တိရှိရင်တော်တော်တက်တိရှိနာလားကျော်ရီ let's go နေကျွန်တော်ယူခဲ့တဲ့ဒီကောင်ကနာလေးတစ်ချက်တော့ယူရမယ်ကျော်ရော okay ရပြီပြေးမယ် let's go ပြီး potato trillion နဲ့ billion ရပြီကျော်ရီ let's go ပြီးရင်တော့ပြေးမယ်တန်းပြေးမယ်ရအောင်ဘယ်ကောင်မှလက်မကြည့်နဲ့ပြေးကျော်ရီ okay ဒီကောင်ကြီးနဲ့ထိလို့မရဘူးဗျထိလိုက်ရင်ကျွန်တော် brain တွေအောက်ကြကုန်လိမ့်မယ်ဗျ let's go ရဟုတ်တယ်မှန်တယ်ကွာရလာပြီကွာမိုက်တယ်ကျော်တယ် okay ဗျာရောင်ရေကျွန်တော်ပတ်စံမြင်လို့မရတော့ဘူးဗျာ okay ထားလိုက်ပါတော့ကျော်ဒီ okay let's go ဒီကောင်တွေက robot တွေဖြုံးနေကြတာကွာကျော် global robot တွေဖြုံးနေကြတာကွာဒီကောင်တွေကထားလိုက်ပါတော့ကျော်သူတို့က robot ဖြုံးနေကြဆိုလဲကျော်ဒီနင်း site ကကျော်ဒီနေ့သက်မှ6လိုတယ်ဗျ reverse လုပ်လိုက်ရပြီဗျကျော် reverse လုပ်လို့ရပြီဗျ let's go ကျော်ဒီပတ်စံဟိုပြန်ဖြစ်သွားပြီ0ပြန်ဖြစ်သွားတယ်နင်းကျော်ဒီအဲ့ဒါဆိုကျွန်တော်ပေါ်ထက်ကိုသွားပြီးတော့ဝတ်လို့အောင်လားokay ဒီမှာတော့ကျော် reverse လုပ်တာမဟုတ်ဘူးဗျဒါတော့ကျော်ဝယ်ထားအောင်ဗျ okay let's go ရအောင်ပတ်စံဟုတ်တယ်ကွာထုတ်တယ်ကွာတကယ်ထုတ်တယ်ကွာရအောင်ပတ်စံတွေကမှန်တယ် bro ဘာတော့ bro ဘာပြောရလဲ please bring တဲ့ okay မင်းကြိုက်တဲ့ကောင်နဲ့ယူသွားသားကြီးမင်းကြိုက်တဲ့ကောင်နဲ့ယူသွားပြီတော့ငါမင်းဒီကောင်လေးပေးလိုက်မယ်ယူမလားဘယ်ကောင်ယူမလားမင်းဒီကောင်ယူမယ်ငါဒီကောင်ကြိုက်တယ်ဆိုဒီကောင်ပေးလိုက်မယ်ရော့ bro ရော့ယူမလားရော့ကျွန်တော်တွေ let's go ကျွန်တော်စေတနာကောင်းတယ်ဗျကျော်စေတနာကောင်းမှလည်းကံကောင်းမှတော့ကျော်အဲ့ဒါပေါ့ကျော်ဟာ bro မင်္ဂလာပါ bro ငမဲမင်္ဂလာပါဒီကောင်မျက်နှာကြီးကျော်တထားမဲလို့မြင်တော့မမြင်ရဘူးဗျအကောင်ကျော်တယ် let's go ရနေသမ်းမောင်ငါ upgrade ကမြင်အောင်မဟုတ်သားပဲကျော် upgrade မြင်ဖို့မေ့နေတာနင်းကျော်တယ် upgrade ကမြင်အောင်မရောင်ရေးလွန်တာပေါ့မင်းတို့ upgrade မြင်တာကြီး let's go ကျော်အကုန်မြင်လိုက်တော့မရှုပ်လို့တော့ okay ကျွန်တော်လူကောင်းလေးကပိုသေးသွားကြီးပြန်ရအောင် 2.5 ပဲဒီကောင်ကျွန်တော်တော့သေးတယ်ကွာတာကြီးမင်္ဂလာပါရောင်ဒီကောင်ကျွန်တော်တော့သေးတယ်ကွာရောင်ရေးတေးလေးကွာတေးလေးတကယ်တေးလေးကွာနင်းကြော်တယ်အဲ့ဆိုရင်နင်းပတ်စံလေးချက်သွားယူလာမယ်ရော့ကွာရော့ဘာလုံးနဲ့ငါကော်တယ်ရအောင်ဖြစ်သွားယူကွာရောင်နင်းဒီကောင်ဖောက်လို့ရလဲကြော်ရော့ဘာပေါအောင်ကြော်နင်းတို့join ခိုင်းတာ join သေးပါဦးနင်းတော့က join ပါမယ်ကြော်ဒီ let's go နင်းစပီလိုရဲဗျစပီလိုရဲဆိုကြော်စပီတစ်ခါလောက်အောင်လားစပီကျွန်တော်တင်းနေတာပါလဲစပီပါကျွန်တော်တင်းနေတာစပီပါကျန်တာမဟုတ်ပါကျွန်တော်တင်းနေတာစပီပါကြော်ဒီ let's go ကျွန်တော် speed က200ကျော်ပြီးသားကွာရောင်ရေးငါမသိပါဘူးကျွန်တော်တွေ speed ကမရှိဘူးမှန် speed က200ကျော်ပြီးသားကွာရောင်ငါလူကောင်းပိုးသေးသွားပြီကွာ let's go ကျော်သွားရအောင်ဒီရဆက်ရလားကွာရောင်ဆက်ရတယ်ကွာဒီနေရာလဲကျော်တွေအရှိကမက်တစ်တွေလာရောင်မဟုတ်ဘူးကွာဒါကကျော်လိုပဲဗျ okay legendary နေရာပေါ့ဗျကျော်တွေမက်တစ်နေရာရောက်ဖို့တော့ကလိုသေးတယ်ကွာရောင်ငါဘယ်ကောင်ယူရင်ကောင်းမလို့တစ်ချက်တော့ကြီးလာမယ်ကျော်တွေဒါတလာလာလီတုံးနဲ့တလာလာလီတုံးငါမရဘူးသေးဘူးမြန်ပြေးရပြီကျော်တွေ let's go နေတော့တစ်ချက်ချလိုက်မယ်ကျော်ပြီးဘယ်ကောင်ယူရင်ကောင်းမလို့ပြီးရင်ကျော်တွေအရှိကဒီကောင်လေးဆွဲလိုက်မယ်ဗျကျော်လို့နင်းကျော်ဒီကောင်လည်းပျောက်တော့မှတော့တခါလေးယူကွာရောင်မအကုန်ဆွဲ okay let's go တော့ပြေးမယ်ပြီးရင်ဘာလို့မနော်ရှင်းလေးပဲပြေးမယ်ကျော် let's go ရောက်ပြီ okay let's go ရောက်ပါပြီ okay let's go ကျော်ဒီကောင်ဒီတရာလီတုံးဒီမှာထားရင်တော့okay ဒီကောင်ဒီမှာထားရလိုက်မယ်ဗျ let's go ကျော်ရကျော်နင်းအဲ့ဒီဒီမြင့်ကောင်တော့အပေါ်မှာတင်ထားလိုက်မယ်ဗျကျော်ရော့
Okay တားရေမင်္ဂလာပါနော်မင်းလည်းပတ်စံငေါထုတ်တာကွာထရီလီယံတော့ဟာဒီကောင်လေးကျန်းနေဟာကျော်လေး let's go နေကျွန်တော်တွေကျွန်တော်လူကောင်သေးအောင်သွားလို့ရမယ်ဗျရော့ကျော်သေးဝကြီးကလူကောင်ကျော်ထင်တာတော့ပိုသေးဝကြီးက let's go ကျော်လေး okay ခုံလို့ရလားဗျခုံနေမယ်အော်ရခုံရင်လည်းမြင်နေကွာကိုကြီးတော့ let's go ဒီနေရာဆန်သေးရဲ့နောက်ဒီနေရာဆန်သေးလားမဆန်တော့ဦးပြကျော်တွေဒါဘယ်လိုလုပ်အောင်မကျော်မဆန်အောင်ဘယ်လိုလုပ်အောင်မကျော်ရောသွားလို့မရသေးဘူးပြကျော်တွေနှစ်ဖူးနဲ့တိုင်နေတာဟာကွာရောင်ကြီးလွန်တာပေါ့မင်းတို့အဲ့ဒါကြီးကျော်တွေ let's go ရောင်သွားမယ်ကိုအိမ်ပဲကိုပြန်တော့မယ်ရောင်မင်္ဂလာပါဒီကောင်ကျော်စနေရဗျ let's go ကျော်တွေရောင်ငါတကယ်လူကောင်သေးတာပဲကျော်တာမဲဆိုင်ကဒီလောက်ပဲဗျာကျွန်တော်ဒီလောက်ဖြစ်သွားပြီဆိုမိုက်တယ်ကွာရောင်မိုက်တယ်ကျော်တွေကျွန်တော် base ကို upgrade တစ်ချက်တင်ရမယ်ကွာရော့ကျော်တွေ okay let's go ရပြီ3 3နဲ့တင်ရင်ကွာရောင်ထပ်တင်ရော့တင်ရင်ကွာ let's go တိုင်းတော့ပတ်စံမြန်မာထုတ်တာလားဟုတ်တယ်ဒီကောင်တကယ်ထုတ်တယ်ကွာဒီကောင်တွေကတော်တယ်မင်းတို့တော်တယ်နော်အေးဟုတ်တယ်တော်တယ်ကောင်တွေတော် upgrade ထုတ်တာပဲကွာဒီကောင်တွေတော်တာပဲကွာမင်းတို့ go guy go ငါတာရမ်းကြိုက်တယ်မင်းတို့ share ပဲရောင်ကြီးဒီကောင်တွေတော်တယ်ကွာ let's go ကျော်တွေဟဲ့ 3.4 ဆိုနင်းကျော်တွေကွာဟိုပါလေလူကောင်ပြန်သေးလို့ရလားမသိဘူးနည်းနည်းသေးလို့ရထင်တယ်ဗျအဲ့ကြိုင် medic area ရောက်လုံးပါဗျကျော် let's go သွားရအောင်ကျော်တွေ okay ရောဟုတ်တယ်တကယ်သွားလို့ရပြီကွာ let's go ကျော်တွေကျွန်တော်ဒီကြားထဲမှာ steward server ဘာလို့မတင်ပြသေးရလဲဆိုတော့ကျွန်တော်ဘာလို့လဲဆိုတော့ကျော်တွေsteward server ကျော်တွေတင်ပါပါကျော်တွေနည်းနည်းတော့စောင့်ပေးပါကျွန်တော်ဘာလို့လဲဆိုတော့ကျော်တွေဝါပေါ့ဗျာညဘာလို့လဲဆိုတော့ကျွန်တော်ဝါဖြစ်တယ်လို့ဗျာနည်းနည်းလေးကျော်ဒီ game တွေဘက်ကတော့ steward server ကြီးတင်နေ bro လည်းပြင်းလောက်ပါပေါ့နော်ကျော်တွေ okay ကျိုးဆိုရင်ကျော်တွေ roblox မှာကျော် block food တော့ home တို့တင်ခိုင်းတာရှိရဗျblock food တော့ကျွန်တော်bro idea ပြီးတော့ကျွန်တော်တင်ရင်းပဲဗျာကျွန်တော်ကတော့ bro blog idea အဲ့လိုကြီးမရှိဘူးဗျာကျော်ကြီး okay နောက်ပိုင်း blog idea ကျွန်တော်ထဲမှာရှိရတော့ဗာလဲ second first year boss တွေအကုန်လုံးကျော်ကြီးမကောင်းတဲ့အတီးစားပြီးတော့တက်ပြတာတော့အဲ့လောက်ပဲကျော် idea ရှိရဲဗျာကျော်ကြီး okay let's go နေကျော်ကြီး quarterly ရန်ကနေ4 quarterly ရဆိုတော့ကျော် site သေးလို့ရရင်မသိတစ်ချက်တော့900လား bro မင်္ဂလာပါရောခေါ်7ရောလိုတယ်ကွာရော7လိုရကျော်ကြီးနင်းကျော်ဒီကတော့သေးပြင်းတော့ဝင်လို့ရပြီဗျနင်းကျော်တစ်ချက်လောက်သွားရအောင်အဲ7တော့လိုတယ်ဆိုတော့ကွာမင်းတို့ကလွန်တာပေါ့ရအောင် let's go ကျော်ဒီထဲမှာကျွန်တော်ချမ်းသာဆုံးလားမသိဘူးဗျ let's go တစ်ချက်ကြည့်အောင်မဟုတ်ဘူးကွာငါတစ်ချမ်းသာကောင်ရှိတယ်ကွာရအောင်လွန်တာပေါ့မင်းတို့အဲကျော် let's go ရအောင်ဒီကောင် cash ကမဟုတ်ဘူးကွာ cash ကောင်မဟုတ်ဘူးကွာဒီကောင်နဲ့ဟိုဟာလေးကွာရအောင် diamond စင်းနေတော့မှာကွာရအောင်လွန်တယ်ကွာမင်းတို့အဲကျော် let's go နင်းယော okay ရကျော်background သချင်းနဲ့ share ပဲကွာ event သချင်းတွေကြာနေတာကျော်တွေဒါကျော်ဒီ background သချင်းတော့ဟိုပါပေါ့ဗျာကလန်းကားတဲ့ background သချင်းပေါ့ bro လည်းသိရင်သိမှာပါကျော် YouTube ကြည့်ရလူတွေဆိုတော့ကျော်တွေ let's go နင်းကျော်တွေကျွန်တော်ဟွာရတော့မှာဗျာ let's go ကျော်တွေကျော်ဒီကောင်စပင်းလဲလို့ရည်လားမရသေးဘူးဗျာလိုသေးတယ်ကျော်နင်းဒီကောင်ဘာတော့ဟာ new upgrade တဲ့ရဘာတုံးကွာတရာလေးတော့တရာလာရ join doing stuff for even one quarter ရဒါ admin view ထင်တယ်ဗျဟုတ်တယ်ကျော်တွေဒီမှာ machine လည်းရှိရ staff တဲ့ရောင်ဒါငါကြည့်ရသေးဘူးကွာမကြည့်ရသေးဘူးကျော်တွေ let's go watch AD ရအောင် free reward ရအောင်သွားရအောင် let's go ကျော်တွေ watch ရအောင်လားတော့ပိုင်း watch တော့ပါကျော်တွေဘာလို့ watch မအောင်တော့သူတို့ let's go ကျွန်တော်မှ watch နေတာတော့ match ရအောင်ဘာတော့ကရအောင်နေယူလာကျော်တွေထုံးစာဦးလားဆိုဒီကောင်လိုတယ်ကွာနေုံကျော် chef ကရာဘာတဲ့နေုံကျော်ဒီကောင်လေးလိုတယ်ကွာရောင်ကြီးကျွန်တော်မရှိသေးဘူးရအဲ့တော့အကောင်းသားရတော့ကျော်ကြီး okay ရော967 QA ဖြစ်နေ let's go ရောပတ်စံ share ပဲရ8 quarterly let's go ကျော်တော့ပဲရောက်ရေးငါရောက်ရေးငါဟိုကြည့်တင်လာရောက်ရေးထဲမှာငါ robot သွားနေရကွာ let's go တေးလေးဖြစ်သွား let's go သွားရအောင်ကျော်ကြီး let's go ကြည့်မယ်ကျော်ကြီးသွားလို့ရလားမသိဘူးနော်20တော့ဖြစ်သွားပြီ20ဆိုရင်တော့ကတိပဲကျော်ကြီးအဲ့ဆိုသွားလို့ရပြီ20ဆိုရင်တော့ let's goဟာမင်းတို့20သွားလို့ရမှာမဟုတ်ဘူးလားကွာရောင်ရေးမင်းတို့အဲ့ဒါမရိုင်းနဲ့ကွာရောင်ရေးတို့20လို့ပြောတယ်ကျွန်တော်သွားလို့ရထင်နေရဗျတကယ်သွားလို့မရသေးဘူးကွာ20ဆိုပြီး20လဲသွားလို့မရကွာမင်းတို့ဂျင်းကြီးပါကွာကျော်လေးโอเคပတ်စံထပ်စုအောင်ပါဗျကျော်နေုံကျော်ဒီကောင် upgrade ကတစ်ခါတော့ဘယ်လောက်တော့ဟာရောင်ဈေးကြီးတယ်ကွာ20 ဝေတောင်ဖြစ်သွားပြီကွာငါငိုချင်းပါကွာရောင်20လေးဖြစ်လိုက်တော့ဘာဖြစ်သွားမှာတော့ကွာရလိုက်တော့ဘာဖြစ်သွားမှာမင်းတို့ကွာမင်းတို့လွန်နေကွာအဲ့ဒါကြီးကျော်တယ်ရောနေုံကျော် jam တော့ရရနေုံကျော်ဒီပေါ်တက်ပြီးတော့ပတ်စံလေးသွားယူလာမယ်ကျော်ရောကျော်ရအောင်နေုံငါ base ကကျော်တွေ3ထပ်ဖြစ်သွားပြီလားကွာဟုတ်တယ်ကွာ3ထပ်ကွာရောင်လွန်နေရဒီ brother နားပါကွာရောဒီ brother ကောင်းတာကြီးမရှိဘူးကွာ
ဒီကောင်းချိန်မှာ EB လို့ရှိရောဒီကောင်းနေဘာလာလောက်တာအောင်ကွာငါနေရအောင် Jordy let's go bro လာကြည့်ရလားမသိတော့ Jordy okay let's go free ကြည့်လို့ရပါတယ်ကျွန်တော် museum ဖွင့်တာတော့မဟုတ်ဘူးဗျဒါပေမဲ့ Jordy free ကြည့်ခွင့်ပေးရဲဗျ okay အရေးထဲမှာကွာငါဝင်လို့မရပါဘူးဆိုမှ background တစ်ချက်မြောင်းနဲ့လာတိုးနေကွာနေမင်း Jordy okay Jordy ဟုတ်တယ်ကျွန်တော်ရဲ့ subscriber တော့ Jordy ခုဆိုရင်တော့2000ကျော်သွားပြီကျွန်တော်9000ထိရောက်အောင်ကူညီပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်10k ပြင်တော့ကျွန်တော် free review ပြပါမယ် okay hand review ကတော့ပြပြီးသွားပြီဗျ Jordy post ထဲမှာတစ်ချက်ကြည့်လိုက်ဗျ hand review ရှိပါတယ် Jordy okay let's go ဒီနေ့ဗီဒီယိုတော့ပါကျွန်တော်ဗီဒီယိုကြိုက်နေတဲ့ like နဲ့ subscribe လုပ်ပဲကျွန်တော်ကို support ပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဗီဒီယိုတိုင်းကိုVPN နဲ့ချိတ်ကြည့်ပေးကြပါအားလုံးတက်တာပါနောက်ပြန်ပါကျွန်တော် like နဲ့ subscribe like နဲ့ share subscribe ဘေးနဲ့ခေါင်းလုံးလေးကုန်နှိပ်ပေးကြပါအားလုံးတက်တာပါနောက်ပြန်ပါကျွန်တော်ဗီဒီယိုကကျွန်တော် bro ဟွာပေါ့ဗျာကျွန်တော်ဗီဒီယိုပဲချိန်တင်တာလဲဆိုတော့ကျွန်တော်ကတင်ကျင်တဲ့ချိန်တင်တာပါJordyပြောရမှာကဘယ်လိုလဲဆိုတော့Jordyဟွာပေါ့ဗျာကျွန်တော်ကတော့မနက်တင်တယ်ညနေ6နာရီအဲ့တော့တင်တယ်ဗျJordy okay ညနေ6နာရီသုံးမဟုတ်မနက်12နာရီလောက်တော့တင်တယ်ဗျ okay အားလုံးတက်တာနောက်ပြန်Jordy အဲ့ဒါတော့ဘယ်ချိန်တင်လဲဆိုဖြေးပြတာပါ